အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ passion fruit margarita လုပ်ပါမယ်9နိုင်လဲခွာနေပြီဆိုတော့ကျွန်တော်ချွေထူးလို့မပြောပါဘူး okay ကျွန်တော်စားကြရအောင်ကျွန်တော် tequila 1.5 ounce စားထည့်ပါမယ် control 3/4 ounce ထည့်ပါမယ် fresh lime juice 3/4 ounce ထည့်ပါမယ် passion fruit 3/4 ounce ထည့်ပါမယ်ကျွန်တော် passion fruit ကိုသုံးပါ fresh is always good for sure ပြီးကျွန်တော် agave syrup ကို 7.5 ml ထည့်ပါမယ်ကျွန်တော် half ounce တဝက်ပါ okay ရေခဲထည့်ပါမယ်ပြီးရင်ကျွန်တော် soft cream အသင့်လောက်ထားတဲ့ခွက်လေးတွေကို Hawthorne strainer လေးသုံးပြီးတော့အဲ့လိုလေးထည့်ပါမယ်ပြီးရင်အဆက်လေးပြင်အောင်ကြမ်းသွားအောင်အဲ့လိုလေးထည့်ပါပြီးရင်ဆေးမဲ့နေရာလေးကိုအဲ့လိုလေးပို့လိုက်ပါအသင်းလောက်ထားတဲ့ garnish လေးကိုအဲ့လိုလေးထည့်လိုက်အောင်ပါပဲ okay let me try it very refreshing okay cheers